essay မရတတ်ဘူးဆိုရင်ဒီဗီဒီယိုအဆုံးထိကြည့်ပါနော်ချမ်းကတော့အရင်ဆုံး essay ရေးဖို့ခေါင်းစဉ်ကိုရှာလိုက်ပါမယ်ရှင်ကိုရေးမဲ့ခေါင်းစဉ်နဲ့ကိုက်ညီတဲ့ vocabulary တွေ phrases တွေစာသားတွေကို AI ကိုမေးပြီးတော့တေချာလေး note ချမှတ်ထားလိုက်ပါမယ်ရှင်အဲ့လို AI ကိုမေးတဲ့နေရာမှာလည်းကိုနဲ့ကိုက်ညီမဲ့ vocabulary တွေပေါ်ထွက်လာဖို့အတွက်ကလည်းအရေးကြီးတယ်ပေါ့နော်ချမ်းကတော့ upper intermediate level ရှိတဲ့လူအတယောက်အတွက်ဒီခေါင်းစဉ် essay ကိုရေးဖို့အတွက်လိုအပ်တဲ့ vocabulary phrases တွေပေးပါဆိုပြီးပြောလိုက်တယ်ပေါ့နော်အဲ့ဒါမှလည်းကိုနဲ့ကိုက်ညီတဲ့ vocabulary တွေထွက်လာမှာပေါ့နော်ကိုအတွက်အသုံးဝင်မဲ့ vocabulary တွေကိုခြာရေးပြီးသွားပြီဆိုရင်တော့ဒီ essay အောင်စဉ်ကိုမြန်မာလိုစပြီးတော့စဉ်းစားမယ်ပေါ့နော်ချမ်းတော့ကတော့မြန်မာလိုကျွေးအင်္ဂလိပ်လိုရေးဆိုတဲ့စနစ်ကတော့ပို့ပြီးတော့အဆင်ပြေတယ်။ဘာလို့လဲဆိုတော့မြန်မာစကားနဲ့အရင်ဆုံးစဉ်းစားလိုက်တယ်ဆိုတော့ကိုယ့်အတွက်ပို့ပြီးတော့ရင်းနှီးမှုလည်းဖြစ်သလို vocabulary တွေမသိဘူးဆိုလည်းချက်ချင်းပြန်ရှာလို့လွယ်တယ်ပေါ့နော်။အဲ့လိုပြန်ရှာလိုက်တာလည်း vocabulary တွေကိုပို့ပြီးတော့မှတ်မိစေ vocabulary ကျွယ်ဝစေတာပေါ့။မြန်မာလိုရေးတာဆိုတော့လေအချက်လက်တွေလည်းတစ်ခုနဲ့တစ်ခုချိတ်ဆက်မှုရှိသွားမယ်။ဘန်းနောက်လည်းမဖြစ်တော့ဘူးဆိုတော့အရန်ကိုအဆင်ပြေပါတယ်ရှင်။ဒီနည်းလေးကိုအသုံးချဖို့အကြံပြုပေးရစေနော်။အဲ့လိုရေးနေနေမှာကိုမသိတဲ့စကားလုံးလေးတွေကိုရေးချင်တာကဒီလိုမျိုးအတိတ်ပဲဒါပေမဲ့အဲ့ဒါကိုအင်္ဂလိပ်လိုမရေးတတ်ဘူးဆိုရင်အဲ့လိုမျိုးနည်းနည်းလေးစီမြန်မာလိုစဉ်းစားပြီးတော့ရေးနိုင်တာကပို့ပြီးတော့အဆင်ပြေမယ်လို့တော့ချမ်းရရုံယုံကြည်ရရှင်အဲ့လိုမျိုးအတွေးနဲ့ရေးရနေပြီးတော့ကိုယ့်ရဲ့အစည်းရေးသားပိုင်းကလည်းကျွမ်းကျင်လာတယ်လို့ကိုယ့်ရဲ့အတွေးခေါ်ပိုင်းကလည်းပို့ပြီးတော့ရင့်သန်လာမယ်လို့တော့ချမ်းရယုံကြည်ပါတယ်ရှင်အားအကြောင်းမို့လို့ကျောင်းပိတ်ရက်မှာအစည်းတွေကိုမရေးမဖြစ်ရေးချင်းကြည့်ကြပါနော်အစည်းဆိုတာလည်းအမြဲတမ်းလေ့ကျင့်မှရေးနိုင်တဲ့အရာဖြစ်တဲ့အတွက်အားလုံးပဲလေ့ကျင့်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေကျေးဇူးတင်ပါတယ်ရှင်